ဒီပိုင်းတော့ညီမတော်တော်လေးကိုရင်ခုန်စိတ်လှုပ်ရှားတယ်။ဘာဖြစ်လို့လဲဆိုတော့ EV လို့ပြောလိုက်တာနဲ့ဘက်ထရီကလုံးဝအသက်ပါပဲ။အဲ့ဒါကြောင့်မလို့ညီမတို့ Zeekr 7X မှာသုံးထားတဲ့ဘက်ထရီအမျိုးအစားဟာဆိုရင်ဒီ Zeekr ကနေကိုယ်ပိုင်နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ Golden Brick Battery အမျိုးအစား LFP ကိုသုံးထားပါတယ်။ဒီညီမတို့ battery capacity ဆိုရင်လည်း85 kWh ပါရှိပါသေးတယ်။ဘက်ထရီပဲလားဆိုရင်မဟုတ်သေးဘူးเนาะကားစီးမယ်ဆိုညင်ညောင်းမှုကလည်းလိုသေးတယ်အဲ့ဒါဆိုရင်ညင်ညောင်းမှုကိုကြည့်မယ်ဆိုရင်လည်းကားရဲ့အရှိတ်ပတ်ချမ်းမှာဆိုရင် double push ဘုံတွေကိုတုံးပြီးထားတော့ကားရဲ့နောက်ဖက်ချမ်းမှာဆိုရင် 5-link suspension တွေလည်းထပ်ပြီးတော့တုံးပြီးထားပါသေးတယ်အဲ့ဒါပြင်လည်းလားဆိုမဟုတ်ဘူးZeekrကအရန်ချစ်ဖို့ကောင်းတယ်အဲ့ဒါဘာလဲဆိုတော့ customer တွေထပ်ပြီးညင်ညောင်းစေခြင်းတဲ့အတွက်ကြောင့်မလို့ညီမတို့ road stand optimization ဖြစ်တဲ့ hydraulic bushing တွေကထည့်ပေးပါပါသေးတယ်ရှင်ပြီးသွားရင် braking system ဒါကလည်းကားရဲ့အသက်လို့ပြောလို့ရတယ် braking system မှာလည်းညီမတို့ညင်ညင်ဆန်ဆန်နဲ့ smooth ဖြစ် brake လုပ်နိုင်အောင် braking လုပ်နိုင်အောင် ultimate braking system တွေလည်းသုံးပေးထားပါသေးတယ်ရှင်